င်းကိုတစ္ဆာဖောက်တဲ့တငယ်ချင်းတယောက်ကိုအမြဲတမ်းခွင့်လွှတ်လိုက်ပါမင်းကသူတော်ကောင်းမို့လို့မြင့်မြတ်လို့ခွင့်လွှတ်ခိုင်းနေတာမဟုတ်ဘူးအခွင့်အရေးဆိုတာဘာလဲမင်းနားလေလို့ပဲတစ္ဆာဖောက်တယောက်ကိုမင်းဘယ်တော့မှပြည့်ယုံလို့မရတော့ဘူးဒါပေမဲ့မင်းသူ့ကိုအတုံးချလို့ရတဲ့အတွက်သူ့ရဲ့တစ္ဆာဖောက်မှုကလက်ဆောင်တစ်ခုပဲဘာလို့လဲဆိုတော့တချင်ကမရှိပါဘူးလို့သူတို့ကြိမ်တွယ်ညင်းဆိုခဲ့တဲ့စိတ်ရင်းအမှန်တွေရည်ရွယ်ချက်တွေကိုအဲ့ဒီတစ္ဆာဖောက်မှုကဖွင့်ချပြလိုက်လို့ပဲသူ့မျက်နှာဖုံးကိုသူကိုယ်တိုင်ခွာချလိုက်တာပဲတစ္ဆာတရားဘယ်နေရာမှာဆုံးပြီးကြောက်ရွံ့မှုဘယ်နေရာမှာစတယ်လဲဆိုတာသူကပြလိုက်တာပဲမက်ကီယာဗယ်လီပြောတယ်လို့ပေါ့လှည့်စားတဲ့လူဟာအလှည့်စားခံခြင်းသူကိုအမြဲရှာတွေ့တယ်ဒါကြောင့်မင်းကိုသူလှည့်စားနိုင်ပြီးလို့ထင်ပါစေမင်းရဲ့ရန်သူတွေစီမှာမင်းနာမည်ကိုတွားပြီးတိုးတိုးတိတ်တိတ်ပြောပါစေသူဟာမင်းရဲ့ရန်သူတွေစီတည်င်းမားတွေပို့ပေးမဲ့ဆက်သားဖြစ်သွားပြီဒါပေမဲ့သူ့ကိုအနားမှာထားပါတငယ်ချင်းအဖြစ်မဟုတ်ဘူးတည်င်းပေးတဲ့ကရိယာတစ်ခုအနေနဲ့ထားပါသူပြောတဲ့စကားလုံးတိုင်းကနောက်ကွဲကအရေးတစ်ခုကိုဖော်ပြနေလိမ့်မယ်သူရွေးတဲ့အကွက်တိုင်းကနောက်ကွဲကလက်မဲကြီးကိုဖော်ထုတ်ပေးလိမ့်မယ်ယုံကြည်စုဆိုတာနှုံးအားတဲ့လူတွေအတွက်စိန်ခံပစ္စည်းတစ်ခုပဲသူ့ရဲ့သစ္စာတရားကတည်ဆုံးသွားပြီဒါကြောင့်သူ့ကိုခွင့်လွှတ်လိုက်ပါစိတ်သက်သာရဖို့မဟုတ်ဘူးသူ့ကိုပို့ပြီးထိန်းချုပ်နိုင်ဖို့အတွက်ပဲ